အားလုံးပဲမင်္ဂလာပါဒီနေ့မင်းရှိမှာအခုပေါ့နော် install ဝင်ထားတယ် product လေးတစ်ခုကြောင်းတတိတို့လာပြောပြတာပါမင်းရှိမှာလည်းအခု install ရပါပြီအဲ့ဒါလေးကတော့ဘာလေးလဲဆိုတော့အဲ့ product လေးကအရင်တည်းကပေါ့နော်အကုန်လုံးသိကြတယ်အကုန်လုံးလည်းသုံးမှုတယ်အကုန်လုံးလည်းအရင်လုံးကတော်တော်များများလည်းသုံးတယ်အဲ့ product လေးကိုကြိုက်လဲကြိုက်ကြတယ်မင်းကိုယ်တိုင်လည်းသုံးတယ်အဲ့ဒါလေးသူရှိရနေပြီးတော့မျက်နှာတစ်တွေသုံးတယ်အထူးသဖြင့် gel wine တွေသုံးတယ်အဲ့ဒီ product လေးရတော့နော်တော်တော်များများကိုမင်းရှိမှာလည်းလာမိကြတယ်အဲ့ဒါကြောင့်မင်းအခု तू ကအတူတွေအရင်ထွက်လာတယ်ခုနောက်ပိုင်းလေအဲ့လို outline တွေကဝင်လာနေပါရင်လည်းဆိုတော့လေအတူတွေအရင်ထွက်လာလို့အခုမင်းဘာလုပ်ထားလဲဆိုတော့ company ဓာတ်ရိုက်နဲ့မင်းယူထားပါတယ် company ကနေပြီးတော့မှမင်းရှိမှာပဲကူကနေပြီးတော့မင်း company ဓာတ်ရိုက်နဲ့ယူထားပါတယ်သူတို့ page မှာလည်းမင်းရဲ့ဆိုင်ကိုကြီးညာထားပါတယ်ပေါ့နော်တတိတို့ကအဲ့ဒီပေါ့ဒီ product လေးနဲ့ပတ်သက်ပြီးတော့တတိတို့လိုချင်တာမှန်တယ်များ product သူရှိရထွက်တဲ့ product မှန်တယ်များမိမိဆိုင်မှာအကုန်ရပါတယ်မိမိရှိမှာအကုန်မှာလို့ရပါတယ်သူ့ရှိရပေါ့နော်အတူအစ်စ်လေးနှစ်ခုတော့တူးစစ်လေးတော့သတိထားရမယ်ပေါ့နော်သူ့ရှိရ product တွေထွက်တဲ့ product တွေအကုန်လုံးက hologram နှစ်ခုပါပါတယ်အစ်စ်ကပေါ့နော် hologram နှစ်ခုပါပါတယ်ရွှေရောင်နဲ့ငွေရောင်နဲ့အဲ့ဒီ hologram ရွှေရောင်ရောငွေရောင်ရောနှစ်ခုလုံးပါတော့မှဒီ product လေးရဲ့အစ်စ်ပေါ့နော်ဒီ company ကနေထွက်တဲ့ product လေးအစ်စ်ပါအဲ့ဒါလေးကတော့ဘာလေးလဲဆိုတော့တယ်လီတို့အားလုံးနဲ့ကြားဖို့ပြီးသားဖြစ်တဲ့အားလုံးနဲ့သုံးဖို့ပြီးသားဖြစ်တဲ့ Nature Republic က product လေးပဲဖြစ်ပါတယ်အားလုံးလည်းသိပြီးသားဒီမှာเนาะတတိယအားလုံးသိပြီးပြီမလားဒါလေးတွေအကုန်လုံးကတော့ Nature Republic က product လေးပဲဖြစ်ပါတယ်သူရှိရနေပြီးတော့အခုမင်းရှိမှာအရန်ဟိုပေါ့เนาะမင်း order တွေလာမှားထားတယ်မင်းအခုဒီနေ့ပေးရမှာရှိတယ်အဲ့ဒါတွေကတော့ဘာတွေလဲဆိုတော့မျက်နှာသစ်ခြေဝိုင်းအရန်ရောင်းရတယ်မျက်နှာသစ်ရဲ့ခြေဝိုင်းရဲ့သူ့မှာမျက်နှာသစ်ကနေပြီးတော့မှဒီမျက်နှာသစ်လေးတွေက cherry ရဲ့နောက်တစ်ခါ peach ရဲ့နောက်တစ်ခါရှာစာအေလိုရဲ့နောက်တစ်ခါကျတော့ snail ရဲ့ဆိုပြီးတော့၄ခုမျက်နှာသစ်၄ခုမင်းရှိမှာရှိပါတယ်ဒါကတော့သူက10 in 1မျက်နှာသစ်တွေပါသူကတော့10 in 1ဆိုပြီးတော့မျက်နှာသစ်၄မျိုးထွက်ပါတယ်အဲ့ဒီမှာမှတစ်ခုချင်းစီရပါတော့ cherry ကတော့သူကဘာအတွက်ကောင်းလဲဆိုတော့ cherry ကိုသုံးမယ်ဆိုရင်အမဲဆက်ရှိတဲ့လူတွေမျက်နှာမှာပေါ့နော်အမဲဆက်ရှိတယ်နောက်တစ်ခါဟိုတင်းတိတ်ရှိတယ်မှဲ့ချောက်ရှိတယ်မှဲ့ချောက်ရှိတယ်တင်းတိတ်ရှိတယ်အမဲဆက်တွေရှိတယ်နောက်ပြီးတော့ဝက်ချန်ချောက်လေးဝက်ချန်ချောက်ဖြစ်တဲ့ဂျိုင်းခွက်လေးတွေပေါ့နော်အမယုတ်ကလေးတွေအဲ့လိုမျိုးလေးတွေဝက်ချန်ချောက်ဖြစ်တဲ့ဂျိုင်းခွက်လေးတွေရှိတယ်အဲ့လိုမျိုးဆိုရင်အဲ့လိုလူမျိုးတွေကသူကဒီ cherry လေးကိုသုံးပေးပါအဲ့လိုလူမျိုးတွေအတွက်ဆိုရင်မဲဆက်တို့ပါလို့ရှိရလူတွေအတွက်ဆိုရင်ဒီ cherry မျက်နှာသစ်တွေကအရင်ကောင်းပါတယ်ဒီမျက်နှာသစ်လေးကိုဆွဲပြီးတော့လည်းသုံးပေးပါအသားရည်ဖြူခြင်းနဲ့ဆိုရင်အသားရည်ကြည်ခြင်းနဲ့ဆိုရင်ဒီမျက်နှာသစ်လေးကိုသုံးပါအသားရည်ဖြူတဲ့ဘက်ကိုသွားပါတယ်သူကကြတော့နောက်တစ်ခုကကြတော့ peach ပါ peach ကကြတော့သူကဘာထက်သွားမလဲဆိုတော့အဲ့လိုတော့ peach ကကြတော့သူကဒီကအသားရည်သူကဟိုရေးချောင်းသမားတွေပေါ့နော်ဒီအသက်အရွယ်ရရေးချောင်းလိုအပ်လာပြီဆိုပြီးနော်ရေးချောင်းတွေအတွက်ရေးချောင်းတွေကင်းဖို့အတွက်လိုအပ်လာပြီဆိုရင်ဒီ peach လေးကိုသုံးပေးပါမင်းအရန်သား6တယ်ကွာမျက်နှာကိုတက်လိုက်တာမျက်နှာတက်ပြီးတာနဲ့မျက်နှာချက်ချင်းအဲ့လိုမျက်နှာကို6သွားတယ်ကွာအဲ့လိုမျိုးဆိုရင်အသား6တဲ့သူတွေဆိုရင်နော်ဒီရှားဆောင်လေးကိုတက်ပေးပါအသားရည်ကိုလုံးဝအသားရည်အဆိုဓာတ်ကိုပေးပြီးတော့ရေဓာတ်အရန်ပေးပါတယ်ရေဓာတ်အပြည့်ဝပေးတယ်ဒါတွေကတော့ရှားဆောင်လေးပါသူ့ကိုမျက်နှာလေးကအေးပြီးတော့အဲ့လိုမျက်နှာလေးကကြည်ပြီးတော့ရေဓာတ်ကိုအရန်ပေးပါတယ်ဒါလေးကတော့နောက်ဆုံးကတော့ဒါလေးကတော့ snail လေးပါသူက snail ကကျတော့ဘာအတွက်ကောင်းလဲဆိုတော့ snail ကကျတော့မျက်နှာမှာပေါ့နော်မျက်နှာမှာအဲ့လိုဟိုမျက်နှာကျန်းတဲ့လူတွေအဲ့လိုမျက်နှာဟိုချွတ်ရမျက်နှာကျန်းတယ်မညင်ညွတ်ဘူးပေါ့နော်မျက်နှာမချောဘူးပေါ့အဲ့လိုမျိုးပေါ့မျက်နှာချောခြင်းနဲ့မျက်နှာကျန်းတာလေးတွေပျောက်ခြင်းနဲ့ချောခြင်းနဲ့ဆိုရင်ဒီ snail လေးကိုသုံးပေးပါဒါကတော့ peach ကထက်တဲ့မျက်နှာသက်ကလေးဒါကတော့သူကနေပြီးတော့ peach ရဲ့ cherry ရဲ့ရှားဆောင်ရဲ့ snail ရဲ့ဆိုပြီးတော့မျက်နှာသစ်ထန်းရုံပဲမျက်နှာသစ်၄မျိုးလာပါတယ်နောက်တစ်မျိုးကကြတော့အရင်ထဲကနေသုံးနေကြသပင်အတွက်လည်းကောင်းတယ်မျက်နှာအတွက်လည်းကောင်းတယ်နောက်ပြီးတော့ရေဓာတ်ပြည့်ဝတဲ့အသားရည်ပေါ့နော်အသားရည်ကိုရေဓာတ်ပြည့်ဝတဲ့လိုရှင်းလေးလင်းကျင်နဲ့ပူတာတွေလည်းမကြိုက်ဘူးအေးတာလေးပဲကြိုက်တယ်ဆိုရင်တော့ဒီဂျယ်လေးကိုဒီရှားဆောင်ဂျယ်လေးကိုသုံးပေးပါဒါရတော့ဒါမေတို့အရင်ပြောနေစရာလည်းမလိုတော့ဘူးအရင်ထဲကနေပြီးတော့မှပဲဟိုဒါလေးကိုသုံးနေကြပဲပေါ့နော်သုံးမှုတဲ့သူတိုင်းဆိုရင်တော့ဒါလက်ဆွဲလေးပဲပေါ့နော်အဲ့ဒါလေးလည်းပြန်ရောက်ပါပြီသူ့ရဲ့ product တွေအကုန်လုံးအထိမှာပါ hologram နှစ်ခုပါရပါတယ် hologram နှစ်ခုလုံးမှာရွှေရောငွေရောပါပါတယ်အဲ့ဒါမှာဟိုဒီ Nature Republic ရဲ့ company ဓာတ်ရိုက်ပါဒါသူ့ရဲ့ product အစ်စ်ပါနောက်ထပ် product တွေ skin care set တွေလည်းရှိရယ်အဲ skin care set တွေအကုန်လုံးကလည်းသူက cherry ကနေပြီးတော့ထွက်တဲ့ cherry ကနေထွက်တဲ့ skin care set တွေလည်းရှိရယ်နောက်ပေါ့နောက်ဝက်ချန်သမားတွေအတွက်တီးသက်ပေါ့နော်တီးသက်လင်းကျင်တဲ့ skin care set တွေလည်းရှိရယ်အဲ့ဒါကသူ့ရဲ့ page မှာတတိတို့ဘာလိုချင်လဲပေါ့နော် page မှာကြည့်ပြီးတော့မှလိုချင်တဲ့ product တွေအကုန်လုံးကိုမင်းရှိမှာမှားထားလို့ရပါပြီ pre-order ကြိုမှားထားလို့ရပါတယ်မင်းအဲ့ဒါတွေအကုန်လုံးကိုဒီ nature နဲ့ပတ်သက်တဲ့ product တွေအကုန်လုံးကိုမင်းဆိုင်မှာအကုန်လုံးရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်မင်းအဲ့ဒါလေးကိုလာပြောပြတာပါဒီ
Nature Republic နဲ့ပတ်သက်တဲ့ product လေးတွေအကြောင်းမြင်လာပြပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်လိုအပ်တာလေးများရှိရင်မိမိရဲ့လှည့်ကူးမျိုးပါ Beauty Glow Cosmetic Shop တွေကိုလာရောက်ပြီးတော့အားပေးလို့ရပါတယ် online ကနေလည်းရပါတယ် offline ကနေလည်းအားပေးလို့လည်းရပါတယ်ဆိုင်ကိုလာရောက်လာအားပေးခြင်းတဲ့လူတွေအားလုံးကိုလည်းမိမိကဖိတ်ခေါ်ပါတယ်မိမိရဲ့ဆိုင်ကိုငါဆိုင်စဖွင့်တဲ့အချိန်ကနေစပြီးတော့အခုချိန်ထိအားပေးနေကြတဲ့အသေးလေးတွေအကုန်လုံးအားလုံးကိုလည်းမိမိကကျေးဇူးများကြီးတင်ပါတယ်အားလုံးကိုတတ်တာပါ